Good morning ဒီနေ့တော့ဒီချီနာကယူပြီးလာတဲ့ဆန်ကောက်ဆွဲကိုကျမတို့ချက်စားရဖြစ်ပါတယ်ဒါကတော့ဝက်ယူစုပြုတ်ပါတော့ဝက်ယူစုပြုတ်တခြားလေးပြုတ်ထားတာပေါ့နော်ဒါကျမအတုတ်တုံးမဲ့ဆန်ကောက်ဆွဲလေးဖြစ်ပါတယ်ဆိုတော့ကျမအတုတ်ဆိုတော့ဒီအရင်နည်းနည်းလေးထည့်လိုက်မယ်နော်နည်းနည်းလေးရွှဲပါ Okay let's go to ကဲကျမတို့ဒီမှာ ingredient တွေအများကြီးဖြစ်ပါတယ်ဒါကတော့ mom chili ပါလက်ရှိသုံးစွဲနေတဲ့ဟာပေါ့နော် in stock တွေအများကြီးရောက်ထားပါတယ်နော်လာအားပေးလို့ရပါပြီကထုတ်ကတော့ထုတ်ဖို့ $10 ပါဒါကတော့ water mint ကိုမှပဲငပိနဲ့တခါလေးရောထားတာနော်ဒါကတော့ ocean coffee chain ရဆက်ပြီးဒါကတော့ဘက်ကတော့ဆိုင်းချိုးပါမယ်ဒါကဂျန်ညိုငရရီ sorry fancy ဒါကတော့ပဲမချက်နော်ဒါကတော့တည်ပါတယ်ငရုတ်ကောင်းဟုတ်ပြီနော်ဒါကတော့ sprout leaf ပေါ့နော်ဒါကျမတို့ကဟိုရအစားတောင်းတာပါပဲရွက်မရှိလို့ပေါ့နော်ရမ်းလိုက်က ဲဒါကတော့ကြည့်ပါဦးဝါထိန်ညာပဲနော် chef ရဲ့ skill ကလည်းမဆုံးတော့ကဲစစ်ချက်လေးထည့်လိုက်မယ်ဒီကကျမတို့ကဒါကတော့ပဲငပိပါပြီးသားနော်အတားကိုပဲငပိနဲ့တခါလေးလုံးလိုက်တော့လှုပ်ရှုပ်တက်တာတယ်လေတခါလေးပဲပြီးသွားရုံပြီးရင်ကျမတို့ပဲမုံထည့်မယ်အတော့ပုံနဲ့စားမယ်ဆိုတော့ပဲမုံထည့်မယ်ဒီပမာဆန်ဆန်လေးတော့ဆန်ဆန်ကဲရမ်းတိုင်းလိုက်တော့ကျုပ်ကြိုက်တဲ့လူလည်းကျုပ်လေးပြုတ်ပြီးတော့ထည့်ထုတ်စားရအောင်နော်ကျွန်တော်ဒီမှာအရင်အစုံလုံးနိုင်တော့ဒီမှာပြန်ဟိုလိုမျိုးခန်းချင်တီတို့ကော်ဖီတို့ပြန်လီးထားပြီးထည့်နေရတယ်ဒါတော့ကျမတို့ဂျန်ယိုပါကျွန်တော်လည်းထည့်မယ်ဆွစ်ဆော့ပါအန်ဒီစမရနိုင်ပါတယ်ခေါ်ဆွဲလို့စားတာရမ်းလွယ်ကူပါတယ်ကျယိုပဲပြုတ်ပဲယိုပဲပြုတ်ထားစားလို့ရပါပြီပြန်လာကျမတို့ Nancy လေးထည့်မယ် Nancy လေးပုံမွေးအောင်အရင်တော့ကတော့မရအောင်ပေါ့နော်ကိုကဒီကလူလာသွားတယ်ဆိုတော့ Nancy လေးရထားတယ် Nancy လေးရထားပါတယ်အရွက်လေးလည်းကျမတို့ထည့်မယ်ချုံနည်းနည်းလေးထည့်မယ်နော်ဟိုစားကောင်းအောင်နော်စားကျမနည်းနည်းလေးရင်ထည့်ထားကြည့်ပါမယ်ခင်းရည်လေးထည့်ထားရဆိုတော့အကျော် fresh ဒါလေးထည့်ထားပါမယ်ကြည့်ရင်မောင်းချီထည့်ပါမယ်ကျမတို့အဆက်ကြိုက်တယ်လို့ဆို ကချင်ရုပ်ကြီးကြောင်းရွှဲလေးတော့ဖြစ်နေပါပြီပေါ့နော်ဘာဖြစ်လို့လဲ recent လေးဒီကထည့်ထားဆိုတော့ကဲကျမနည်းပြီးပါမယ်ကျမနည်းပြီးပါမယ်ရှင်မလေးဝယ်ယူရတော့မရသေးဘူးပေါ့နော်ဝယ်ယူရခဏလေးစောင့်နူးဖို့လိုသေးရဒီမှာအရေးစားမှာကွယ်တုတ်ပြီးပေါ့စီမင်းနဲ့မုန်းရအောင်စီမံမြချနာယူခဲ့မိတဲ့ဟာမချနာတာလားမိတဲ့ရစီမံအမိတမ်းဖြစ်ရပေါ့ကဲမြချလိုက်ပါအတန်လေးယူလဲနားထောင်ဟုတ်ပါဘူးပြင်းနေချက်ဆက်မွေးတုံပေါ့နော်ဒါမှကျမတို့ကဆန်းလိုက်ပြီးတော့မန်ရေတော့အမဲသားလုံးနဲ့ဒီမှာအမဲသားလုံးနဲ့ဝက်ယူလေးထည့်ချင်တယ်ရတယ်နော်ဆိုတော့ဒီမှာကြည့်လိုက်ပါမယ် Thank you Jesus for the food amen to you to my apartment ဒါစားနေပြီးတော့ရှင်ကျမတို့ချက်လေးဝေးချင်တယ်ကောင်းတော့ကောင်းပါကောင်းပြောနေတော့အရန်လွယ်တယ်နော်ရှယ်ပဲနော်တော်ကောင်းတာနော်ကျမမလို့ကျမရုပ်ကြရှယ်ကောင်းဝေးတာခုတော့ကချင်းလေးနဲ့စားမယ်နော်ကျန်မနေ့ဆိုတော့ကျမတို့ဘာထားလောက်လဲဆိုတော့စွပြုတ်ဦးတယ်လားညာဒါလေးလို့ပြီးရင်အသားလေးနဲ့ဒါလေးလို့စ
ဆိုပြီးသွားပြီနော်ဒီအချင်းတုတ်လေးရတယ်နဲ့လက်ဝင်နေ စွပ်စားချင်ကတော့ဒါမျိုး dry နဲ့ပဲเนาะဒီအသားလေးချက်ထိုင်ရပြီစွပ်စားချင်တဲ့လူကကြိတ်ရိုးပဲဖြစ်ဝက်ရိုးပဲဖြစ် အလားဒီကောက် okay see you on next video mom chili in stock ရနေပါပြီနော် bye